ဒီအကျန်းဖက်နော်အကျန်းဖက်မှုအားပေးမှတော့အဲ့လိုမျိုးလုံးမှအစွန်းရောက်တာလည်းမဟုတ်ဘူးနော်အဲ့တော့အရန်အကောင်းမြင်လွန်းတာပေါ့နော်လိုအပ်ထားတဲ့ပကတိအခြေအနေကိုကြော်ပြီးတော့လွန်ကဲကောင်းတာတွေကလည်းဒါအဲ့ဒါအစွန်းရောက်တာပဲဟုတ်လားအခုရက်ွက်တွေတဲကိုနော်အဲ့ဒါအရန်အေးကြည့်လို့ရက်ွက်တွေတဲကိုထောင်ထွက်တွေကိုလွတ်တယ်နော်မိနေကြတာအဲ့ဒီမှာဟိုတနေ့က video file တစ် file ဘာတွေ့လဲဆိုတော့အဲ့လိုမေးပြီးတော့ပြန်လွတ်မယ်ပေါ့နော်ပြန်လွတ်မယ်ဆိုတော့တချို့ကဒါဆိုအမှတ်အသားတစ်ခုတော့လောက်မှဖြစ်မယ်ပေါ့တခြားနေရာရောက်သွားရင်ဘာညာဆိုအဲ့ဒါဟုတ်တယ်လောက်ကိုလောက်ရမယ်ဒါပေမဲ့တယောက်ကဘာထပြောလဲဆိုတော့မျက်ခုံးမွေးရိတ်တင်တယ်တဲ့မျက်ခုံးမွေးရိတ်ပါတယောက်ကအဲ့အတန်ကြားနေတာဟာမလုံးနဲ့ဒါလူအခွင့်အရေးကိုချိုးဖောက်ထားတယ်ကျွန်တော်နားထောင်နေနဲ့စဉ်းစားလို့မရဖြစ်သွားတယ်နော်ပကတိအခြေအနေထက်ကြော်ပြီးအကောင်းမြင်လုံးတာဟာလဲအစွန်းရောက်တာပဲဟုတ်ပြီနော်အဲ့ဒီပြောတဲ့ပုဂ္ဂိုလ်ဟာ तू ကစိတ်ထားနူးညံ့တယ်အကောင်းဘက်ကိုမြင်တယ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့အခုကျွန်တော်တို့တွေ့နေရတဲ့လူတွေဟာနော်တရားလာအားထုတ်တဲ့လူတွေမဟုတ်ဘူးဆိုတာသိဖို့လိုတယ်ကျွန်တော်အကြမ်းဖက်တာလုံးဝအားမပေးဘူးအဖမ်းခံထိတဲ့လူတွေကိုကိုထိလက်ရောက်ရိုက်နဲ့နှိပ်စက်တာမျိုးလုံးဝအားမပေးဘူးသို့တော်လည်းဖမ်းတဲ့အချိန်မှာမတော်တဆနော်ထိကြိုက်ဒဏ်ရာရသွားတာမျိုးကတော့ချိုရင်းချက်အဲ့ဒါနော်သို့တော်လည်းတိတ်ထားဖို့ဟုတ်လားစင်လိမ်မာတို့မြင်းလိမ်မာတို့ကျွန်တော်တို့တွေဟုတ်လားစက်ကတွေတဲမှာပေါ့နော်စင်လိမ်မာတို့ဟုတ်လားစင်နေလိမ်မာတဲ့ဘာညာကိုယ်မြင်လိုက်တဲ့အချိန်ကလိမ်မာတဲ့အချိန်ပဲမြင်လိုက်တာဒီလိုလိမ်မာဖို့အတွက်ကိုဘလိုမျိုးကြုံသွင်းပြီးတော့နော်လေးကျင့်ရတယ်ပြုစုပြောထောင်ရတယ်ဆိုတာတိတ်မမြင်ကြဘူးကျွန်တော်တို့ဒီကနေ့တွေ့နေရတဲ့နော်ရက်ွက်တဲ့ကိုဝင်ပြီးတောင်းကျမ်းတဲ့လူတွေဟာကျွန်တော်ခုနကပြောသလိုတရားလာအားထုတ်တဲ့လူတွေမဟုတ်ဘူးဆိုတာတော့သိဖို့လိုတယ်နော်အဲ့ဒီမှာတခါပေါ့နော်အစွန်းမရောက်ဖို့လိုတယ်အရန်ကောင်းလွန်းတာလည်းမကောင်းတယ်လို့အရန်အစိုးမြင်လွန်းတာလည်းမကောင်းဘူးမစ္စည်းမပရိပဒါအလယ်လက်ဖြစ်ဖို့လိုတယ်လက်တွေ့ကြသုံးသပ်ဖို့လိုတယ်ဒီလူတွေကိုချက်ချင်းလက်ငင်းကြီးနေချင်းညချင်းကြီးဟတ်ချလောင်းနော်လူကောင်းပကတိဖြစ်စေလို့ဖျားတော်လှုပ်ပေးနိုင်စွာမရှိဘူးဟုတ်ပြီလားဒီလူတွေကောင်းဖို့ဆိုရင်အချိန်ကြီးအများကြီးပေးရမှာဟုတ်တယ်နော်အချိန်ကြီးအများကြီးပေးရမယ်သူတို့ကိုစနစ်တကျပြုပြင်ရမယ်နော်စနစ်တကျပြုပြင်ရမယ်အချိန်ကြီးပေးရမယ်ဒီကနေ့ဗျာကျွန်တော်တို့လူတွေတောင်းတဲ့ချီပြီးထောင်တဲ့တောင်းတဲ့ချီပြီးထောင်သားတွေလွှတ်လိုက်တယ်ရက်ွက်တွေမှာဒီရက်ွက်ကမိတယ်ပြန်လွှတ်လိုက်တယ်နောက်ရက်ွက်သွားရင်ဘယ်လိုလုပ်နော်အခွင့်အရေးလုံးမှာအဲ့ဒါကိုသိဖို့လိုတယ်ကိုဆက်ဆံနေရတဲ့လူတွေဟာတရားလာအားထုတ်တဲ့လူမဟုတ်ဘူးအနိုင်ဆုံးတော့ဘာလုပ်တင်တယ်လဲလက်တွေ့ကြဖို့လိုတယ်နော်လက်တွေ့ကြဖို့လို့ကျွန်တော်ကလက်တွေ့ကြပဲစဉ်းစားတယ်မျက်ခုံးမွေးရိတ်တင်တယ်နော်အနည်းဆုံးမျက်ခုံးမွေးရိတ်တင်တယ်စပရင်တိုးတယ်ဆိုကျွန်တော်ကစပရေးနဲ့ဖြန့်ပေးလိုက်ရမယ်ဒါကျွန်တော်သူများကိုနှိပ်စက်နေတာမဟုတ်ဘူးနော်လုံခြုံရေးနဲ့တူအောင်လုပ်တာကောင်းတယ်သူများကိုနှိပ်စက်ဖို့ပြောနေတာမဟုတ်ဘူးတကယ်တမ်းမှာဆိုဒီလူတွေဟာကြီးမားတဲ့ပြစ်ဒဏ်နဲ့တော့ထိုက်တန်တယ်သို့တော်လည်းကျွန်တော်တို့ကစာနာထောက်ထားပြီးသူတို့အဲ့လောက်ပဲလုပ်တာပြီးကျွန်တော်တို့သွားနေတဲ့နီးလန်းလည်းငြိမ်းချမ်းသောနီးဖြစ်တယ်နော်အဲ့ဒါသိဖို့လိုတယ်မျက်ခုံးမွေးရိတ်မယ်စပရေးခေါင်းမှာစပင်ကျွန်တော်ဥပမာပေါ့ဗျာစပင်ကျွန်တော်လောက်မျိုးစပရေးဖြန့်ပေးလိုက်စပင်ရှင်းဖြတ်ပလိုက်ဖြတ်ပြီးတော့ကွက်တိကွက်ကြားဖြတ်ဆေးဖြန့်အဲ့ဒါဘာကြောင့်အဲ့လိုလုပ်ခိုင်းလဲအကြောင်းရှိတယ်နော်ဆေးဖြန့်မယ်ဒီထက်လုံနိုင်ရင်ရွေးကောက်ပွဲမှာပါတဲ့မှင်လိုမျိုးရရင်တိတ်ကောင်းတယ်မျက်နှာတွေတုပ်ပေးလိုက်ဒီလိုလုပ်တာဟာကျွန်တော်တို့ကသူတို့ရဲ့အင်အားကိုဖြုံးတိပလိုက်တာဒီကနေ့ကျွန်တော်တို့ကဖမ်းတယ်ရက်စကန်သွားအပ်တယ်အဲ့ဒီလူတွေကနောက်တနေရာထက်လို့ဘယ်လိုလုပ်မလဲဒီလူတွေကကြာလာတာနဲ့အမျှဒီထောင်ထွက်တွေကဘယ်လိုမျိုးရက်ွက်တဲ့ကိုထိုးဖောက်ရမယ်ဆိုအတွေ့အကြုံတွေရင့်ကျက်သွားမယ်သူတို့ရင့်ကျက်သွားတဲ့အချိန်ကိုလိုက်လို့မမီဖြစ်သွားမယ်အဲ့ဒီကတိတ်ကြီးတယ်ကျွန်တော်တို့ကအကောင်းမြင်တာကိုလက်ခံတယ်ကျွန်တော်ခုနကပြောသလို
အခုဖမ်းလာတဲ့အခုတောထဲကစင်ရိုင်းတကောင်အခုချက်ချင်းစင်လိမ်မှာဖြစ်ဖို့ဆိုတာဖျားတောင်လုံနိုင်စွာမရှိဘူးအချိန်ပေးရတယ်သူတို့မညာတာလို့မဟုတ်ဒီအချိန်တွေမှာလူတို့ရဲ့လုံခြုံရေးကိုထည့်စဉ်းစားရမယ်ဟုတ်လားမျက်ခုံးမွေးရိတ်မယ်သပင်ကိုဆေးဖြန်းမယ်နော်ပြီးရင်သပင်ရှင်ကကြီးနဲ့ဖြတ်မယ်ကွက်တိကွက်ကြားလုံမှာဆေးဖြန်းမယ်မျက်နှာကိုမှိန်နေနဲ့တုပ်ပေးလိုက်မယ်ဟုတ်ပြီနော်ဘာကြောင့်ဒီလိုလုပ်ရလဲဒီလူတွေနောက်တနေရာသွားလုပ်လို့မရအောင်အထူးမေတ္တာရက်ခန္ဓာကလုံးဝမရိုက်နဲ့ပါနဲ့လုံးဝလက်မပါပါနဲ့တိုးတော်ဒီလောက်တော့လုပ်ပေးသင့်တယ်โอเคဒီလူတွေကိုသူတို့ခိုင်းတဲ့လူတွေပြန်ပြီးတော့စုမိပြီဒီလူတွေကိုနောက်တစ်ချိန်ခိုင်းဖို့အတွက်တောင်တော်တော်ခက်တယ်ဒါတွေကိုဆေးတွေအရင်ချုံအောင်ဟာသပင်းတွေရိတ်အောင်ဟာကျွန်တော်တို့ကပြန်ပြီးအလုတ်ရှုပ်ပေးဖို့လိုတယ်ဟုတ်ပြီလားအလုတ်ပြန်ရှုပ်ပေးဖို့လိုတယ်အခုလိုတော့အဲ့လိုကြီးမဟုတ်ဘူးဗျာဖမ်းမိလာတဲ့လူတယောက်ကိုမျက်ခုံးမွေးရိတ်ဖို့တော့လူခွင့်ရေးတွေဖောက်ကျူးလွန်လူခွင့်ရေးဟိုပါလဲကျူးလွန်တယ်လို့ဖြစ်နေတယ်ဆိုအာလပါတရားအားထုတ်ဖို့ပဲရတော့မယ်သိထားဖို့ကသူ့အချိန်ခါနဲ့မှန်ကန်ဖြစ်ဖို့လိုတယ်နော်အစိုးမြင်လို့နာဟာလည်းအစွန်းရောက်တာပဲအကောင်းမြင်လို့နာဟာလည်းအစွန်းရောက်တာပဲကျွန်တော်တို့ဗုဒ္ဓဘာသာဘာလဲထေရဝါဒဗုဒ္ဓဘာသာဆိုတာမစ္စည်းမပရိပဒါဖယားတော်ချွတ်လို့ရတဲ့လူမှရတာသိထားဖို့လိုတယ်သိပြီးအကောင်းကြီးတွေမလုံးနဲ့နော်လက်တွေ့ကြဖို့လိုတယ်အခုကစပြီးတော့ဖမ်းမိတဲ့လူတွေတွေ့ရင်မရိုက်ပါနဲ့မနှက်ပါနဲ့ရဲစခန်းကိုပြန်အပ်သည့်တိုင်အောင်ဒီလူတွေထောင်ကြတယ်ဆိုကြပါစို့ထောင်ထဲမှာသူတို့ဘလို့လှုပ်ရှားတယ်ဆိုတာကိုထောင်ထဲကလူတွေရှိတဲ့သတင်းပြန်ယူလို့ရတယ်ကျွန်တော်တို့အဲ့လောက်တော့လုပ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့လူတို့ရဲ့အသက်နဲ့ရင်းရမှာသူတို့မီးခွင်းပစ်လိုက်လို့ကိုမမီးခွင်းလိုက်ဘူးဆိုရင်တွားပြီလေတချို့ဒီရန်ကုန်မြို့အပြင်ဘက်ကဒီလှိုင်သာယာတို့ဘာတို့ရန်ကုန်မြို့အဲ့လိုနေရာမျိုးမှာမီးခွင်းပြင်းအိမ်ကြီးကတ်နေတာဗျာပေပြီပေါ့ကျွန်တော်ပြောချင်တာကလေတယောက်လောက်မြန်လွတ်သွားလိုက်ကျွန်တော်တို့ကသူတို့လွတ်မိတာပြန်လွတ်ပေးဆိုတာဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့ကသူတို့ခေါ်ပြီးတော့သင်တန်းပေးနေတယ်လို့ဖြစ်နေတယ်ပြန်စဉ်းစားဖို့လိုတယ်ရိုက်တာနဲ့တာလုံးဝလက်မခံဘူးသို့တော်လည်းမျက်ခုံးမွေးရိတ်မယ်နော်မျက်ခုံးမွေးရိတ်မယ်သပင်ဆေးဖြန်းမယ်ရှင်ကွက်တိကွက်ကြညှက်မယ်ဟုတ်ပြီလားပြီးရင်ဆေးဖြန်းမယ်ပြီးရင်မျက်နှာကိုမှိန်နဲ့တုပ်ပေးရမယ်မျက်နှာတစ်ပြင်လုံးနော်ဒီတော်လည်းအောင်မြင်သွားလို့အဲ့ဒီလူတွေပြန်တွေ့ရင်ကျွန်တော်တို့တေချာပြန်ပြီးတော့ပြုစုပေးမယ်လက်ရှိအချိန်ကိန်းမှာဒီလိုတော့လုပ်ရမယ်လူ1000လွတ်လိုက်တယ်လူ2000လွတ်လိုက်တယ်အဲ့ဒီ2000ကိုမိလိုက်ပြန်လွတ်လိုက်မိလိုက်ဘာထူးမလဲကြာလိုက်သူတို့အရင်ကျွမ်းကျင်သွားမယ်လေဒီလောက်ရက်ကိုစပင်းကကရုံးဖြစ်ရင်ဘာမှမလုပ်နဲ့စပင်းကကရုံးဖြစ်ရင်ဘာလုပ်တင်လဲမှင်နေတုပ်ပေးလိုက်လှုပ်ပေးလိုက်အဲ့ဒါဒီကောင်လေးကဖျက်ရတာတိတ်ခက်တယ်အဲ့တော့လမ်းနောက်တစ်ချိန်ဒီလူတွေလမ်းမှာတွေ့လိုက်တာနဲ့ဒီလူတွေကသတိထားသွားပြီအဲ့ဒီလူတန်းစားတယောက်ကိုအဲ့လိုလှုပ်ပေးရမယ်ကျွန်တော်ပြောချင်တာတိတ်ပြီးအကောင်းမမြင်လို့နဲ့အဲ့လိုအကောင်းမြင်တဲ့လူရှိရင်အဲ့လိုအကောင်းမြင်လို့ရင်ကျွန်တော်ကလက်တွေ့ကြလှုပ်ချင်တယ်နော်စင်နေမြင်းနေဆိုအရန်ကြီးသေးတယ်ကျွန်တော်ခွေးအရန်ဆိုးတဲ့ခွေးတစ်ကောင်ကိုချက်ချင်းလိမ်မောင်ခိုင်းရင်အဲ့ဒီလူတွေလှုပ်ခိုင်းမယ်ဘယ်နဲ့လဲလက်တွေ့ကြဖို့လိုတယ်အလုပ်တစ်ခုကလက်တွေ့ကြဖို့လိုတယ်ဟုတ်ပြီလားကျွန်တော်ပြောချင်တာအဲ့ဒါကဒီထောင်သားတွေနဲ့ပတ်သက်လို့အပိုင်းတစ်ပိုင်းပေါ့နော်အဲ့လောက်ဆိုရင်တော့သဘောပေါက်ပြီထင်တယ်နော်ရဲလည်းပဲလွတ်ပဲလွတ်ကြိုက်တယ်လို့သဘောပဲတိုးတော်လည်းအလွယ်တကူမလုပ်ဖို့လိုတယ်သူတို့အင်အားကိုဖြုံးတိပြရမယ်ဟုတ်တယ်နော်ရှေ့တန်းမှာစစ်တိုက်ကြတယ်ဘာလို့လဲသူတို့ပွဲချင်းပြီးသေသွားတဲ့ဆိုင်ဒဏ်ရာရရင်ပို့ပြီးတော့အလုပ်တွေရှုပ်ကုန်တာဟာဒီလူကိုပြူစုရဟဲ့တဲရပိုးရနဲ့အင်အားတွေဖြုံးတိပြတာပေါ့ဟုတ်တယ်မလားကျွန်တော်တို့ကအဲ့လိုလုပ်ရမယ်အနေဆုံးစစ်ဒီလူတွေပြန်သုံးမယ်ဆိုရင်တော့ဘာလုပ်ရမလဲဒီဟာတွေကိုလူထဲမှာတွားရင်မမှတ်မိအောင်ဒါတွေပြန်ဆေးတွေဖျက်ရမယ်မှင်တွေပြန်ဆေးကြောရမယ်အဲ့ဒါအလုပ်တစ်ခုနော်အလုပ်တစ်ခုကျွန်တော်ပြောချင်တာအဲ့ဒါအဲ့လောက်ပဲဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ကဟိုလက်တွေ့ကြဖို့လိုတယ်အစွန်းမရောက်ဖို့လိုတယ်အရန်ကြီးလဲအကောင်းဘက်ကိုအစွန်းမရောက်တဲ့လို့အစိုးကြီးလဲအစွန်းမရောက်မစ္စည်းမပရိပဒါအလယ်လက်ပဲဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်တို့ကတော်တော်ကြီးကိုအရှင်ကောင်းနေပြီတော်တော်အထိနာနေပြီအဲ့ဒီစကားလဲထက်ခါပြောပွဲသိမ်းကနေပြီနော်အဓိကကြံနေတာသူဘန်နာကြီးအကျက်တဲတွေဖြစ်နေတယ်နော်အဓိကပြစ်မှတ်ထားပြီးတော့ဒီ
ဒီဘဏ်လုပ်ငန်းတွေရက်အောင်လုပ်ရမှာဗဟိုဘဏ်လုပ်ငန်းပေါ့ကျန်တဲ့ဘဏ်တွေရက်အဲ့တော့ဒါတွေကလည်း line ပေါ်တက်လာတွေ့ဒီနေ့လဲဘဏ်ရှိမှာဆန္ဒတွေပြသူတို့အင်အားကိုတော်တော်များများချတာလဲတွေ့ရတယ်ဟုတ်တယ်နော်သူတို့ကလည်းဒါကိုသိတယ်ကိုကလည်းဒါကိုသိတယ်သို့တော်လည်းဒီတိုင်းသွားနေဘယ်လိုလုပ်မလဲကျွန်တော်မြင်တာပေါ့အဲ့တော့တခုရှိတာဘာလဲဆိုတော့နော်တခုရှိတာဘာလဲဆိုတော့ဟိုပါပေါ့ဒီဘန်ကိုဒီလောက်ပိတ်ပင်နေတဲ့တိုင်းပြည်မှာဒီလောက်လိုအပ်နေတယ်ဆိုတာကိုတိတိကြီးနဲ့ယုံလာတက်တဲ့လူတွေကိုနော်ကျွန်တော်တို့ကမျက်နှာတွေကိုတတ်နိုင်သမျှရအောင်ရိုက်ယူရမယ်တပ်ပုံမီဒီယာပေါ်တင်ရမယ်ဆိုရှယ်မီဒီယာပေါ်တင်ရမယ်ဒါတိုင်းပြည်သစ္စာဖောက်နော်တိုင်းပြည်သစ္စာဖောက်ဒါနိုင်ငံတော်ပုံကန်တဲ့လူတွေကိုသစ္စာဘယ်လိုပြောမလဲသစ္စာခံတာဟုတ်ပြီလားအကျန်းဖက်ဖို့မလိုဘူးဒိုင်းနေတနတ်တွေကင်ထားတဲ့လူကိုအတင်းဝင်တိုးဖို့မလိုဘူးနော်အဲ့ဒီနေရာမှာလူအခွင့်အရေးတွေပါလာမပြောနဲ့အဲ့ဒါတွေနော်လာမပြောနဲ့အဲ့လောက်တော့လောက်ရမယ်ကျွန်တော်ပြောချင်တာကလေတစ်ခါမှလက်တွေ့ကြဖို့လိုတယ်အရန်အစွန်းမရောက်နဲ့အဲ့တော့ဘာလုပ်မလဲအ ਨੇ ဆုံးတော့ဒီလူတွေရဲ့ဓာတ်ပုံကိုရသလောက်ရိုက်ယူရမယ် online ပေါ်မှာဖြန့်ရမယ်သူတို့ရဲ့အဆက်အသွယ်ရှိရင်သူတို့ပို့ပေးရမယ်ခင်ဗျားဓာတ်ပုံကြောင့်တင်လိုက်ပြီခင်ဗျားနိုင်ငံတော်တစ်စဖောက်ဟုတ်တယ်မလားဒီကနေ့ social အခုဒါကနီးလန်းတစ်ခုနော် social ဟိုဘယ်လိုပြောရမလဲဗျာ social punishment လို့တော့ပြောရမယ် social ဒီလူမှုရင်းနှီးနဲ့ပြစ်ဒဏ်ပေးတာအဲ့ဒါအရန်ခစ်စားတယ်လူမှုရေးနီးနဲ့ပြစ်ဒဏ်ပေးတာဘလို့ပြစ်ဒဏ်ပေးလဲဒီလူတယောက်ကိုရိုက်လဲမရိုက်ဘူးဘာမှလည်းနာကျင်အောင်မလုပ်သို့တော်လည်းသူ့ကိုလူမှုရေးနီးအရာနော်လူမှုရေးနီးအရာလူပတ်ဝန်းကျင်ကိုသူ့ရဲ့လုပ်ရက်တွေသိအောင်ပြောတာအဲ့ဒါ social punishment ပဲလူမှုရေးအရာဒါပြစ်ဒဏ်ပေးတာအဲ့တလောက်တော့လုံးတင်တယ်ကျွန်တော်တို့ဆန္ဒပြမယ်ဟုတ်ပြီသူတို့ရုံးတက်ရုံးစင်းတွေကိုတတ်နိုင်သမျှနော်ကင်မရာဆိုကင်မရာအဝေးဆွဲလို့ရတဲ့ဇုံးဆွဲပြီးတော့မျက်နှာတွေရိုက်ရမယ်ရိုက်ပြီးတင်ရမယ်ကျွန်တော်ပြောတဲ့အထက်မှာတစ်ခုမှအကြမ်းဖက်တာမပါဘူးနော်တစ်ခုမှအကြမ်းဖက်တာမသို့တော်လဲဒီလောက်တော့လုံးတင်ပါတယ်ဒီကနေ့ဘန်လုပ်ငန်းတွေရိုက်ဆိုင်သွားတာနဲ့အမြကျွန်တော်တို့ရဲ့ CDM ကလုံးဝအောင်မြင်ပြီဟုတ်ပြီနော်သူတို့အကြက်တဲ့ရိုက်နေလို့ဖျားပတ်စံတွေချီးသုံးတယ်အတိုးတွေဖျားလဲသွားပြီးအတိုးတွေပေးလို့ပေးနော်ကြိုက်သီးကိုလာမယ်မဟာမြတ်မှုနီလာမယ်ရှိသမျှတကိုးကြီးဖျားကအလူငွေတွေလာမယ်မြန်ဇလန်းပြတ်ဖို့လိုတယ်ကျွန်တော်ပြောနေတာအစွန်းရောက်ဖို့ပြောနေတာမဟုတ်ဘူးလုံးဝလက်မခံဘူးကျွန်တော်သို့တော်လဲလူတွေဟာသူနဲ့ထိုက်တန်တဲ့လောက်တော့ကျွန်တော်တို့ကသူ့ level နဲ့သူတော့ဆက်ဆံဖို့လိုတယ်ဟုတ်တယ်နော်ကျွန်တော်တို့ကမ်းလှမ်းနေတယ်ဒီ CDM မှာပါဖို့ဘယ်လောက်ကြာပြီလဲပူးပေါင်းလာကြတယ်အသိစိတ်ရှိတဲ့လူတွေကသူ့ဟာနဲ့သူပူးပေါင်းလာကြတယ်အခြေအနေဆိုတာကိုသိပြီးအကြောင်းပြတယ်လို့ကျွန်တော်မကြိုက်ဘူးထို့အတူပဲဒီလုံခြုံရေးယူတဲ့လူအထက်ကခိုင်းလို့ပါအဲ့ဒီ reason တွေကအဲ့ဒီအကြောင်းပြချက်တွေကအတိုင်းအတာတစ်ခုတည်းတော့ဟုတ်ကောင်းဟုတ်မယ်အရာခတ်သိမ်းမှာတော့လက်ခံမှာမဟုတ်ဘူးအထက်ကမကလို့အဖေရခိုင်းအမေရခိုင်းပဲလူတက်ရင်လူတက်မှုပဲကျွန်တော်ပြောချင်တာကလေကျွန်တော်တို့လူမျိုးတွေကကျွန်တော်ကြောက်လူမျိုးအရင်ချစ်ပါတယ်ဒါပေမဲ့ကျွန်တော်လူမျိုးတွေကလေဟိုမရောက်တိတိတ်လောက်တယ်ဟိုမရောက်တိတိတ်လောက်တယ်နော်တိတ်လောက်တယ်အဲ့ဒါတွေကိုလက်တွေ့ကြဖို့လိုတယ်ဒီကနေ့ကျွန်တော် video live ကိုဒီဘိုးပန်ရှိမှာဆန္ဒပြနေတဲ့လူများကြည့်ခဲ့မိတယ်ဆိုရင်နော်ကျင့်သုံးပါဒီနေ့ရုံးပြန်ဆင်းလာတယ်ဆိုရင်ရိုက်ပါအခုလောက်ဆိုသူတို့ကအထဲထဲမှာတော့ပြန်အောင်လွတ်ပါတော့မလားမသိတော့ဟုတ်ပြီလားကျွန်တော်ပြောချင်တာကဝါစီကအထုတ်မှာပေါ့အေးပေါ့ထုတ်ကြည့်ပေါ့အဲ့လိုမျိုးနော်ဝါစီကထုတ်မှာပေါ့သူတို့ထုတ်ကြည့်ပေါ့ပတ်စံထုတ်တယ်ဆိုတာထုတ်ချင်တိုင်းထုတ်လို့မသူ့အချိန်ခါနဲ့ထုတ်ရတာဟုတ်လားမလားဟုတ်ပြီလားအဲ့ဒီတော့ကျွန်တော်တို့ကအနိုင်ဆုံးတော့ကျွန်တော်တို့ကဘာလုပ်တင်တယ်လဲဒီလူတွေကိုလူမှုရေးအရာပြစ်ဒဏ်ခတ်တင်တယ်ဓာတ်ပုံတွေရအောင်ရယူရမယ်အခုတည်းကစပြီးလက်တွေ့ကြလုပ်တင်တယ်ဟုတ်တယ်လားဒါဆိုရင်အဒုက္ခခံအပင်ပန်းခံပြီးတွားပြီးဆန္ဒပြတဲ့လူတွေကိုကူညီရရောက်တယ်လို့ CDM ကိုတိုက်ရိုက်အကျိုးသက်ရောက်တယ်
ဒီဘဟိုဘန်ကြရင်ပွဲတော်တော်ကောင်းသွားပြီပွဲသိမ်းတဲ့လောက်ဖြစ်နေပြီလေငွေချင်းမလဲပတ်တော့ဟုတ်ပြီလားနော်ဒီကနေ့အဲ့နှစ်ချက်ပဲကျွန်တော်ပြောမယ်နံပါတ်1ဖမ်းပြီးတဲ့ထောင်ထွက်တွေကိုခုနကနီးတိုင်လုပ်ဖို့နော်နံပါတ်2နော်နံပါတ်2ဒီဘဟိုဘန်အပါဝင်ကျန်တဲ့အရေးကြီးတဲ့ဝင်ကြီးဌာနတွေမှာ CDM ကိုမပူးပေါင်းတဲ့ဝန်ထမ်းများကိုလူမှုရေးအရာပြစ်ဒဏ်ခတ်ရမယ်အဲ့ဒါကိုလူမှုရေးအရာပြစ်ဒဏ်ခတ်တယ်လို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီနည်းလေးကိုသုံးပါကျွန်တော်နော်အနုအညွတ်မေတ္တာရက်ခံတယ်နော်ကျွန်တော်တို့တွေအကြမ်းမဖက်ဘူးဒုတ်တွေဓာတ်တွေနံပါတ်ဒုတ်တွေတနက်တွေကင်ထားတဲ့လူကိုဘာမှမပါပဲစန့်ကျင်တာဒီလောက်နဲ့တွေတော့လေးစားပြီဟုတ်ပြီလားခုနကအပိုင်းနေတော့လှုပ်တင်တယ်လုံခြုံရေးအတွက်နော်မင်းအွန်လိုင်းထွက်ပေးပြီးတယ်အဲ့ဒါတွေတော့တိတ်ပြီးတော့ကျွန်တော်ကတော့တကက်တိကျကြမဟုတ်ရင်လက်မခံကိုလှုပ်เสียရှိတာလှုပ်ရမယ်မင်းအွန်လိုင်းထွက်ပြေးလို့မကားလို့စစ်တပ်ကြီးထွက်ပြေးလဲကိုလှုပ်เสียရှိတာလှုပ်ရမယ်ပုံမှန်အတိုင်းသွားဖို့လိုတယ်ကျွန်တော်စိုက်ဝါးတွေတော့ထဲမှာမျောမနေဖို့လိုတယ်ဟုတ်တယ်မလားနော်အဲ့တော့ကျွန်တော်အားလုံးကိုကျေးဇူးလက်တင်တယ်အားလုံးတက်လဲကျွန်တော်အများအားစိုးရင်လည်းစိုးရင်လို့ဒီစကားပြောရတာလူမှုရေးရဟုတ်တယ်ဒုက္ခလည်းလူမှုရေးရပြစ်ဒဏ်ခတ်တဲ့နဲ့ဟုတ်တယ်မလားဟုတ်တယ်မလားအဲ့လောက်တော့ကျွန်တော်တို့ကလှုပ်တင်တယ်နော်နှစ်ချက်ပါပဲတော်ပါပြီထောင်ထွက်တွေကိုကျွန်တော်ပြောတဲ့နေ့အတိုင်းကျင့်သုံးစေခြင်းတယ်ဗျာမိတာလည်းချက်ချင်းအဲ့ဒါလေးတော့အကြံပေးတင်တယ်နော်ရဲလက်ကိုအပ်ချင်အမအပ်ချင်နေဘလို့နည်းနဲ့အဲ့ဒီသင်္ဘောသေးဖြန်းလို့လုံကြုံရေးဒီမျက်နှာတွေသင်္ဘောဘုန်းကလို့မှင်နဲ့တုတ်ပေးလိုက်လို့တက်တိုးပဲထိုးကြိုက်သလိုလို့ဒါပေမဲ့တက်တိုးကြတော့သူဖျက်ရတာခက်ပါတယ်ကျွန်တော်တို့ကဒီတိုက်ပွဲကတကယ်တမ်းသွားမယ်ဆိုရင်တိတ်မကြဘူးနော်တစ်ပတ်နှစ်ပတ်ဆိုတိုက်ပွဲကပြီးပြီနော်အဲ့ဒီတော့မှင်လောက်တော့တုတ်တင်တယ်ထင်တယ်မှင်လောက်တော့အနည်းဆုံးတုတ်တင်တယ်တက်တိုးကလည်းသဘောပေါ်ဗျာကျွန်တော်တို့တိတ်မပြောချင်ပါဘူးတက်တိုးလည်းတကယ်တမ်းမှာဆိုဖျက်လို့တော့ရပါတယ်ဟုတ်တယ်မလားနော်ဒါပေမဲ့အနိုင်ဆုံးကတော့ကျွန်တော်တို့ကဒီတိုင်းမလွတ်ပေးသင့်ဘူးဆိုတော့ကျွန်တော်ထက်ခါမှားခြင်းတယ်လူတို့ကိုတနာတယ်လူတို့ကိုလုံခြုံမှုပေးခြင်းတယ်ဆိုအဲ့လောက်တော့လုပ်ဟုတ်တယ်မလားအဲ့တော့အဲ့ဒါကိုလူအခွင့်အရေးချိုးပေါက်တယ်လို့ပြောရင်ဟာကျွန်တော်ကပြောစရာတွေအများကြီးရှိတယ်ဟုတ်တယ်မလားအဲ့ဒါတွေတိတ်ခွာမလုပ်နဲ့အဲ့မဟုတ်တဲ့ဟာတွေမှာတိတ်ပြီးတော့အစိုးမရောက်မိစေနဲ့နော်လက်တွေ့ကြလုပ်ဝန်ထမ်းတွေ social sorry ဟိုကဘာလဲ CDM မတက်တဲ့ဝန်ထမ်းတွေကိုလူမှုရေးအရာပြစ်ဒဏ်ခတ်မယ်ဒီထောင်ထွက်တွေကိုကျွန်တော်တို့ခုနကပြောနေမယ်ဟုတ်လားမျက်ခုံးမွေးရိတ်မယ်မျက်ခုံးမွေးရိတ်မယ်မျက်နှာတွေကိုမှင်တော်၎င်းတက်တူးတော်၎င်းထိုးပြီးမယ်ခေါင်းတွေကိုဆေးဖြန့်ပေးလိုက်မယ်ဒါကျွန်တော်တို့ကဒီလူတွေကလူတို့အတွက်လက်ရှိအခြေအနေမှာအန္တရာယ်ရှိတယ်ဆိုတော့ပြောချင်တာဒီပွဲကြီးပြီးသွားတဲ့တနေ့အဲ့ဒီထောင်ထွက်တွေကြားမယ်ဆိုရင်လည်းကျွန်တော်ဂရုပေးတယ်ဒီပွဲကြီးပြီးသွားတဲ့တနေ့ခင်ဗျားတို့ဒါတွေပြန်ဖြတ်ပေးပါဆိုကျွန်တော်တို့ပတ်စံအကုန်ကြခံပြီးဖြတ်ပေးလိုက်အောင်ပါခင်ဗျားတို့နော်ခင်ဗျားတို့ကိုလှုပ်ချင်လုံးလို့မဟုတ်အခြေအနေရလူတို့လုံခြုံရေးအတွက်လိုအပ်လို့ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်ဒီနှစ်ချက်ပဲကျွန်တော်ပြောမယ်နော်အားလုံးကျွန်တော်ဟိုအားလုံးအထူးလေးစားတယ်အားလုံးအတွက်ကျွန်တော်လည်းအမြဲတမ်းစိုးရိမ်တယ်နော်အချိန်ကတော့ပြင်းလာနေပြီပွဲကသိန်းကနေနေပြီနော်ဆက်တွန်းဖို့ပဲနော်အဲ့လိုအပြင်ကနေမင်းတို့ပြောနေလားကွာလို့ဟိုပြောရင်လည်းမတတ်နိုင်ဘူးပေါ့ဗျာကျွန်တော်ကလည်းမြင်တာပြောပြရတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုဆက်တုံးလို့ဒီကိစ္စပြတ်မှသာကျွန်တော်တို့ကအောင်ပွဲရမှာဟုတ်တယ်မဒါကြောင့်ကျွန်တော်ပြောရတာဟုတ်တယ်နော်ဘာပြောချင်သေးလဲကျွန်တော်လည်း line ပေါ်ကဆင်းတော့မယ်ခဏပဲအရင်ရှည်သွားတယ်ဘာကျွန်တော်ဒီ file ကိုလူတွေများများကြည့်နေခြင်းလို့နည်းနည်းလွဲနေလို့များများလေးပို့ပေးနော်အဲ့ဒီဟာကျွန်တော်မြင်နေရတဲ့အမြင်ကခုနကလိုလက်တွေ့မဆန်ဘူးဖြစ်နေတယ်ခွေးအရန်ဆိုးတဲ့ခွေးတော့နေချင်းညာချင်းလှုပ်လို့မရဘူးစင်တို့မြင်းတို့ဆိုတော့ဝေးသေးတယ်လူပို့ဆိုးသေးတယ်လူရဲ့စိတ်ကပိုတော့ထိန်းရခက်သေးတယ်အဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်သူနဲ့ထိုက်တန်တဲ့ level မှာထားဖို့လိုတယ်အရင်ဆွဲမတင်မိစေနဲ့အချိန်ပေးရမယ်ကောင်းစေချင်ကျွန်တော်ဒီမိုကရေစီဒီအောင်ပွဲတွေရပြီးသွားတယ်အဲ့ဒီလိုမျိုးလေလွင့်နေတဲ့လူတွေကိုနော်အဲ့ဒီလိုမျိုးစိုးသွမ်းနေတဲ့လူတွေကိုကျွန်တော်တို့ကစနစ်တကျပြုပြင်ထိန်းသိမ်းတင်တယ်လူစွမ်းအားအရင်မြရဖို့အတွက်ဟုတ်ပြီလားနော်အဲ့ဆိုကျွန်တော်ဒီလောက်ပဲပြောမယ်နော်ထူးခြားတဲ့သတင်းရှိရင်ကျွန်တော် message ဘောက်ကလည်းပို့ပေးပါအောင်လို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်ဘေးရန်နဲ့ကင်းရှင်းကြပါစေနော်ဘယ်ပေါင်းစုံကနေပြီးတော့လုပ်ဖို့မမေ့နဲ့โอเคနော်ဒါပဲနော်ဆိုလက်သုံးချောင်းပေါ့ဗျာလက်သုံးချောင်းပေါ့နော်